ကာကွယ်ရေးဦးစီးချုပ်ကြီးဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဗိုလ်ချုပ်ကြီးရဲဝင်းဦးကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမယ်လို့ဒီပြည်တော်စီယုံကစစ်မြေရရှိတပ်ရရှိတူကပြည်စီကိုအတည်ပြုပါတယ်။ကြာကင်တော်တွင်မှာနေပြည်တော်ကလွှတ်တော်မှာကျင်းပမဲ့သမ္မတကရွေးပွဲသမ္မတကဖွဲ့စည်းမဲ့အစိုးရအသစ်နဲ့ပတ်သက်ပြီးကြံ့ခိုင်ရေးပါတီနဲ့တပ်မတော်ကြားသဘောကိုယ်လဲမှုတချို့ရှိတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။လက်ရှိစစ်ကောင်းဆောင်ကသမ္မတလုပ်ဖို့သေချာလာတဲ့အချိန်စစ်တပ်မှာကာကွယ်ရေးဦးစီးချုပ်ကြီးဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဗိုလ်ချုပ်ကြီးရဲဝင်းဦးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမယ်လို့နေပြည်တော်စီယုံကလုံခြုံရေးရအမည်မဖော်လိုတဲ့အစစ်မြင့်တပ်ရရှိတူက BBC ကိုအတည်ပြုပါတယ်။တပ်ချုပ်ဖြစ်လာမယ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးဆိုတာဘယ်လိုလူမျိုးပါလဲပြည်စုံကိုထက်နိုင်စောကပြောပြမှာပါ။လက်ရှိစစ်ကောင်းဆောင်လုံးမှာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာဖို့ရေပန်းစားခဲ့သူ3ဦးရှိပါတယ်။ဒုတိယစစ်ကောင်းဆောင်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကာကွယ်ရေးဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ကြီးရေလီညှိနှိုင်းကိုကဲရေးမှုဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့ပါ။အစောပိုင်းမှာတော့တပ်ထဲမှာပြုလုပ်လာတဲ့ယာရုအပြောင်းရွှေ့တွေအရာဗိုလ်ချုပ်ကြီးကျော်စွာလင်းကတပ်ချုပ်ဖြစ်လာနိုင်သူလို့ခန့်မှန်းကြတာပါ။ဒါပေမဲ့စစ်ဖက်ရေးရလုံခြုံရေးအရာရှိချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုစစ်တပ်ရဲ့နံပါတ်3နေရာဖြစ်တဲ့ကာကွယ်ရေးဦးစီးချုပ်ကြီးအဖြစ်အခုမှတ်လာတဲ့မှာယာရုတိုးပလိုက်တဲ့အခါမှာဒီယူဆချက်တွေအပြန်ပြော့သွားခဲ့ပါတယ်။စစ်ကော်မရှင်မှာအထွေအမှုဖြစ်ပေမဲ့စစ်အင်္ဂါစဉ်အရအဆင့်၈လောက်ရှိနေတဲ့စာရခချုပ်ကိုအဆင့်3ရှိတဲ့ကြီးချုပ်ယာရုအထိဆွဲတင်လိုက်တာဟာလုံးဝတိတာတဲ့အချက်ဖြစ်တယ်လို့စစ်ရေးနိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေက BBC ကိုပြောပါတယ်။ BBC ကရရှိတဲ့ချက်လက်တွေအရတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်ဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ကြီးရေလီညှိနှိုင်းကိုကဲရေးမှုအဖြစ်ဒုတိယဗိုလ်ချုပ်ကြီးတပ်ထိုက်တို့ဖြစ်တယ်လို့သိရပါတယ်။စစ်တပ်ရဲ့ပြောင်းလဲတဲ့ပတ်သက်လို့မြန်မာမဟာဗျူဟာနဲ့မူဝါဒလေ့လာရေး Institute ထားလိုက်တာဦးအောင်သူငိမ့်ပြောတာကတပ်ချုပ်ဖြစ်လာနိုင်တဲ့ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုလက်ရှိစစ်ကောင်းဆောင်ရဲ့မျက်စိနင်နာဖြစ်တယ်လို့စစ်တပ်ထဲမှာတင်စားခေါ်ဝေကြပါတယ်။ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ထောက်လှမ်းရေးလို့ခေါ်တဲ့စာဖအကြီးအကဲဖြစ်လက်စွမ်းပြပြီးလက်ရှိစစ်ကောင်းဆောင်ရဲ့ယုံကြည်မှုကိုလည်းရရှိခဲ့သူဖြစ်ပါတယ်။ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလတွေမှာစစ်ကောင်းဆောင်လူမျိုးခွဲထွက်လာတိုင်းအနောက်ကအမြဲပါတဲ့သူဖြစ်ပြီးနိုင်ငံခြားခီးစဉ်တိုင်းမှာလည်းအမြဲလိုက်ပါရသူတူဖြစ်ပါတယ်။နိုင်ငံရေးသူတွေဒီစစ်တပ်အရာရှိဟောင်းဒေါက်တာအောင်မျိုးကတော့မျိုးဆက်အရန်ကွာတဲ့သူမျိုးကိုတော့မဖြစ်စေချင်ဘူးလို့ပြောပါတယ်။စစ်တပ်ရဲ့နောက်ဆုံးအတည်ပြုချက်အရတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အသက်ကိုလည်း65နှစ်အထိပဲကန့်သက်လိုက်ပြီးဖြစ်တာကြောင့်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းဟာ1960ခုနှစ်မှာမွေးတာမို့သူတပ်ချုပ်ဆက်ဖြစ်ဖို့မသေးကြတော့ပါဘူး။ BBC ရဲ့နေပြည်တော်သတင်းရင်းမြစ်တွေကတော့လက်ရှိစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာတမရယာရုကိုယူမဲ့အပြင်2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့လက်နက်ကိုင်ဖွဲ့စည်းအားလုံးရဲ့အကြီးအကဲဟာကာချုပ်ဖြစ်ရမယ်ဆိုတဲ့နေရာမှာတမရဖြစ်ရမယ်လို့ပြင်ဆင်နိုင်တယ်လို့ပြောကြပါတယ်။အဲဒါကြောင့်လာမယ့်အစိုးရသက်မှာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘယ်သူဖြစ်မလဲဆိုတာအရေးမကြီးတော့ပဲအာဏာရရက်ကိုသူတယောက်တည်းကပဲချုပ်ကင်မှုရှိတာကြောင့်လာမယ့်နိုင်ငံရေးအခင်းချင်းမှာအပြောင်းလဲတွေအများကြီးမဖြစ်နိုင်ဘူးလို့သုံးသပ်ကြပါတယ်ခင်ဗျာ။မကြာခင်မှာပေါ်ပေါက်လာမယ့်သမ္မတရွေးပွဲသမ္မတကနေမှဖွဲ့စည်းမဲ့အစိုးရအသစ်နဲ့ပတ်သက်ပြီးကြံ့ခိုင်ရေးပါတီနဲ့တပ်မတော်ကြားမှာသဘောထားကွဲလွဲမှုတွေရှိနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ဒီပေါ်မှာကြံ့ခိုင်ရေးပါတီရဲ့ထိပ်တန်းခေါင်းဆောင်ကဘယ်လိုတုံ့ပြန်ပါသလဲ။အစိုးရအသစ်ဖွဲ့စည်းရေးနဲ့ပတ်သက်လို့သမ္မတဟောင်းဦးသိန်းစိန်နဲ့ရောဆွေးနွေးတာတွေရှိပါသလား။အပြည့်စုံကိုမတ်အေးသူဆန်ကနေပြည်တော်ကနေသတင်းပေးပို့ထားပါတယ်။လက်ရှိလွှတ်တော်နှစ်ရက်ဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌဖြစ်လာသူတွေကိုကြည့်ရင်ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ရီကလွဲလို့ကြံသုံးမှုဟာလက်ရှိကာလုံအမှုဆောင်ချုပ်နဲ့စစ်ကော်မရှင်ဝင်ကြီးတွေဖြစ်နေပါတယ်။မကြခင်မှာသမရဒုသမရတွေနဲ့အစိုးရအသစ်ဖွဲ့ကိုလည်းလက်ရှိစစ်ကော်မရှင်ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ဝင်ကြီးအများစုနဲ့ဖွဲ့ဖို့ရှိနေတယ်လို့သတင်းတွေထွက်နေတာပါ။ကြံ့ခိုင်ရေးပါတီဟာရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ကြကုတ်ကြကဲစူးစမ်းစည်းရုံးခဲ့ရပြီးတကယ်တမ်းရွေးကောက်ပွဲနိုင်ရချိန်မှာတော့လွှတ်တော်ရောအစိုးရဖွဲ့ထဲမှာပါတီဘက်ကလူတွေပါဝင်နိုင်ခွင့်နဲတာနဲ့ပတ်သက်လို့နားမလည်နိုင်မကျေလည်နိုင်တဲ့သဘောထားတွေရှိနေတယ်လို့ BBC ကကြားသိခဲ့ရပါတယ်။ပါတီထိပ်တန်းခေါင်းဆောင်တွေဘက်ကတော့တပ်မတော်နဲ့ညှိနှိုင်းတဲ့အတိုင်းပဲဆောင်ရွက်မယ်ဆိုတာကိုနားလည်လက်ခံထားရပုံပေါ်ပါတယ်။ကြံ့ခိုင်ရေးပါတီနဲ့တပ်မတော်တို့ကြားမှာတကယ်ပဲသဘောထားကွဲလွဲတာရှိနေပါသလား။ကြံ့ခိုင်ရေးပါတီရဲ့ထိပ်တန်းခေါင်းဆောင်တွေကတဦးဖြစ်တဲ့ပါတီထွေထွေတွင်ရေးမှုပျော်ဝယ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတောင်းအေးပြောတာကလက်ရှိလွှတ်တော်အခင်းချင်းကိုကြည့်ရင်အနိုင်ရအင်အားကြီးပါတီကြံ့ခိုင်ရေးအပြင်အချိုးကျကုစားပြုစနစ်နဲ့ပါတီငယ်တွေလွှတ်တော်ရဲရောက်လာတာကြောင့်တိုက်ခိုင်အင်အားစုရဲလို့လည်းမရှိနိုင်ဘူးလို့လွှတ်တော်ရေးရာကျွမ်းကျင်သူတွေကသုံးသပ်ထားကြတာပါ။အဲဒီတော့အတိုက်ခံဆိုတာကိုမူညီညွတ်ရေးပါတီကဘယ်လိုနားလည်ထားပါသလဲ။ဒီကနေ့ပြည်သူ့လွှတ်တော်မှာဖွဲ့စည်းလိုက်တဲ့ကော်မတီနှစ်ရပ်မှာတိုင်းသားပါတီတွေကကိုယ်စားလှယ်တွေပါဝင်တာကိုကြည့်ရင်တပါတီတဲ့အများစုလွှမ်းမိုးတဲ့လွှတ်တော်ဖြစ်ပေမဲ့တိုင်းသားပါတီတွေလည်းထိုက်လျောက်နေရာရမယ်လို့ပို့မျိုးသားဖွဲ့ချုပ်ပါတီရဲ့ပင်လောင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နန်းရီဝင်းကပြောပါတယ်။ပြည်သူ့လွှတ်တော်ဟာနိုင်သူအကုန်ယူစနစ်နဲ့ရွေးကောက်ပွဲကျင်းပခဲ့တာဖြစ်ပြီးကြံ့ခိုင်ရေးပါတီက232ဦးနဲ့အများဆုံးဖြစ်ပါတယ်။ကျန်17ပါတီထဲမှာတော့တဆညက4ခုပြီးရင်ကျန်10ပါတီကတိုင်းသားအမတ်28ဦးနဲ့တတိပုဂ္ဂလကိုယ်စားလှယ်တဦးတို့အနိုင်ရရှိထားကြပါတယ်ရှင်။